Hello အားလုံးပဲမင်္ဂလာပါ Reabout Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ OnePlus Turbo 6ဆိုတဲ့ဖုန်းလေးကို unboxing လုပ်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးမှာဖြစ်ပါတယ် Okay ဒါလေးက OnePlus Turbo 6ရဲ့ bouncing ပုံစံလေးဖြစ်တယ် OnePlus ဆိုတော့ဘူးအနီအောင်လေး Turbo ဆိုတဲ့ design လေးရဲ့6ဆိုတဲ့စာသုံးလေးရဲ့ OnePlus logo လေးရဲ့ပါတယ်အပေးဘက်ချမ်းမှာလည်းဒီလိုမျိုးလေးသူရေးထားပေးတာပေါ့နော်China region ဆိုတော့တရုတ်စာလေးတွေနဲ့လာတယ်ဟုတ်ပြီ OnePlus ရဲ့ Turbo 6ဘူးထဲမှာဗာလေးတွေရှိလဲတစ်ချက်ကြည့်အောင်ပါဘူးဖွင့်လိုက်တာနဲ့ကျွန်တော်တို့စက်ကူပေါက်လေးတွေ့ရတယ်တရုတ်စာလေးတွေရေးထားတယ်ကျွန်တော်တို့စက်ကူပေါက်ထဲမှာက manual guide တွေရဲ့ original case ရဲ့ပါလာတယ်ကျန်တာတော့ဘာမှမပါဘူးပေါ့နော်manual guide လေးကတော့တရုတ်စာတွေနဲ့ပြီးတော့ရင် original case လေး original case ကတော့ဒီမှာမြင်ရတဲ့အရာကကျွန်တော်တို့ခဲအောင်လေး silicone case လေးပဲပေါ့နော် never settle ဆိုတဲ့ logo လေးကို case ရဲ့အထဲမှာထည့်ထားပြီးတော့ OnePlus logo က case ရဲ့အပြင်မှာပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါဖုန်းပေါ့နော်ဖုန်းကိုဘေးမှာဆက်ထားပြီးတော့အောက်မှာပါလေးပါသေးတယ်ဆက်ကြည့်မယ်အာသွင်းကျုံးရဲ့အာသွင်းကြိုးရဲ့ပြီးတော့ကျွန်တော်တို့ sim pin လေးရပါတယ်အာသွင်းကြိုးကတော့ OnePlus ရဲ့ signature အနီရောင် type A to type C ကြိုးလေးပဲဒါ A to C ကိုပဲအဖြူအောင် answer လေးနဲ့ပေါ့နော်ဟုတ်ပြီဒါကတော့ sim ejection tool လေးပါဒါကတော့ကျွန်တော်တို့ဘူးထဲမှာ original ပါလာတဲ့ charger လေးအဖြူရောင်ပဲ type A ပေါက်နဲ့18W super boost charging အတုံးလေးပေါ့နော်ကဲကျန်တာဘူးထဲမှာဘာမှမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဘူးကိုဖယ်ပြီးတော့ OnePlus Turbo 6ဘယ်လိုပုံစံလေးရှိမလဲတစ်ချက်ကြည့်အောင်ပါ Okay OnePlus Turbo 6display ကပုံစံကတော့ကျွန်တော်တို့ flat display ပဲ selfie camera တစ်လုံးနဲ့ပြီး pre-install screen cap လေးပါလာတယ်ဒါကတော့အနောက်ကနေမြင်ရတဲ့ပုံစံပါနော်ကျွန်တော်တို့ Turbo ဆိုတဲ့ပုံစံက gaming ပေါ့ gaming ကိုအဓိကထားပြီးတော့ထုတ်တာပေးတဲ့ဖုန်း brand သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနောက်မှာပြောမယ် style လေးတွေထည့်ထားပေးတာပေါ့နော် gaming style လေးပေါ့ဟုတ်ပြီ OnePlus logo လေးအလယ်မှာပါမယ်ကင်မရာနှလုံးရဲ့ flashlight လေးရဲ့ပါမယ်ဟုတ်ပြီဒါကတော့ဖုန်းရဲ့ဘယ်ဘက်ချမ်းမှာတွေ့ရတဲ့ပုံစံလေးပါကြည့်ရတာ plastic frame ဖြစ်ဖို့များတယ် internal line တွေမပါဘူးဆိုတော့လေအောက်ဝချမ်းမှာ sim ထည့်ရမယ့်နေရာ microphone type C ပေါင်းနဲ့ speaker တွေပါတယ်ညာဘက်ချမ်းမှာကျတော့ကျွန်တော်တို့ power button ရဲ့ volume အတိုး short button လေးရဲ့ပါတယ်အပေါ်ဘက်မှာကျတော့ကျွန်တော်တို့ microphone IR blaster နဲ့ microphone နှစ်ခုတောင်အပေါ်မှာထည့်ထားပေးတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ခလုတ်လေးတွေ clicky ဖြစ်မဖြစ်ဆိုတာလေးကိုကျွန်တော်တို့စမ်းပြပေးနေတာပါဟုတ်ပြီသူကလည်း nano sim နှစ်ခုထည့်လို့ရမယ် SD card slot မပါလာဘူးအခုကျွန်တော်တို့OnePlus Turbo 6ကိုသူ့ရဲ့ box ထဲမှာပါလာတဲ့ original cover လေးနဲ့ထည့်ပြီးတော့ဘယ်လိုပုံစံလေးမြင်ရမလဲဆိုတာလေးတစ်ချက်လောက်ကြည့်ကြည့်ပါဘောနော်မစိုးဘူးဗျာနော်ကာဘာအယောင်နဲ့ဖုံးအယောင်နဲ့တသားတည်းဖြစ်နေတဲ့ပုံစံလိုမျိုးလေးတော့သက်ရှိစိုးပါကာဘာထည့်ထားပြီးတော့ကျွန်တော်တို့ဖုံးကိုပတ်ပတ်လည်မြင်ရတဲ့ပုံစံလေးတွေကိုကျွန်တော်တို့တစ်ချက်လောက်ပြပေးမယ်သူရဲ့ cut out လေးတွေကတော့မိုက်ပါတယ်โอเคကျွန်တော်တို့ OnePlus Turbo 6ကိုပါအောင် online တဲ့အခါမှာ OnePlus ရဲ့ထုံးစံတိုင်း OnePlus logo လေးနဲ့ our Android နဲ့ဆိုပြီးတော့သူပါဝါပွင့်လာတော့ဗောနော်โอเคအခုကျွန်တော် OnePlus Turbo 6ရဲ့ specification လေးတွေကိုကျွန်တော်နည်းနည်းလေးပြောပြပေးမယ် OnePlus Turbo 6ကအခု2026 January 9 ရက်နေ့ကမှသူကြော်ညာထားတာဗောနော် weight အနေနဲ့ကကျတော့218 gram လေးတဲ့ body dimension ကအထူကတော့ 8.5 mm ဆိုတော့အရင်ကြီးကျူတဲ့ထဲမှာတော့မပါဘူးပြီးရင်ကျွန်တော်တို့ IP68 69K dust and water resistant တွေပါတယ် display မှာက AMOLED ကိုမှာ1 billion color 165 Hz refresh rate နဲ့ပြီးရင် PDP-I တင်ပြီးတော့3840ပေါ့နော်ပြီးရင် brightness က800 nits တိရပြီးတော့မှာ peak brightness ကတော့1800 nits တိရမယ် screen size ကတော့ 6.7 inch ရှိပြီးတော့ screen resolution ကတော့ 1.5K ကိုမှာ 90.5:9 ratio နဲ့ OS ကတော့ကျွန်တော်တို့ Android 16ကိုမှာ ColorOS 16နဲ့လာမယ် chipset ကတော့ 8S Gen 3ပေါ့နော် Snapdragon 8S Gen 3 4nm chipset လေးနဲ့memory card slot မပါလာဘူး storage အနေနဲ့ကကျတော့ကျွန်တော်တို့ base model က RAM 12GB ကိုမှာ storage 256GB ဖြစ်ပြီးတော့အများဆုံးကတော့ RAM 16GB ကို storage 512နဲ့ရမယ် UFS 4.1 ထည့်ထားပေးတယ်ကင်မရာကအနောက်မှာကျွန်တော်ပြောသလိုပဲကင်မရာနှလုံးပါမယ်ပေါ့နော်50 megapixel f1.9 နဲ့ auxiliary lens ဆိုပြီးတော့သူထည့်ထားပေးတယ် video quality က 4K ကို60 frame per second ထိရလို့ရမှာဆိုတော့မစိုးတော့လို့မဆိုပါဘူး selfie camera တစ်လုံးပဲ60 megapixel ကို f2.4 သူကတော့ video quality က 1080p ကို30 frame per second ထိပဲရလို့ရမယ်
stereo speaker ပါလာမယ် 3.5mm ချမ်းမရဘူး Wi-Fi ကတော့ 7T support လုပ်တယ် Bluetooth ကတော့ 5.4 USB ကတော့ Type C ကို 2.0 နဲ့ပဲလာတယ် video output မရပါဘူးเนาะ sensor အနေနဲ့ကကျတော့ကျွန်တော်တို့ fingerprint ကိုမှ under display ကိုမှ optical ပြန်ဖြတ်သွားပြီတောက်လျှောက် ultrasonic တွေပါလာတဲ့အနေဒါမှသူက optical တော့ပြန်ဖြတ်သွားတယ်ကြည့် budget friendly ဖြစ်ဖို့များတယ် battery ကကျွန်တော်တို့ silicon carbon ကိုမှ 9000 mAh battery ရှိအဲ့ဒါကိုမှ charging ကခုနကတွေ့တဲ့အတိုင်းပဲ18 watt wire charging ရမယ်27 watt reverse wire charging ပြန်ထုတ်ပေးတယ်အရောင်အနေနဲ့ကအမဲအောင်ရှိမယ်အဖြူအောင်ရှိမယ်ပြီးရင် mid အောင်ဆိုပြီးတော့3ရောင်လာမယ် estimate price ကဒေါ်လာ290 280ဒါမှမဟုတ်300ဝန်းကျင်ဆိုတော့မစိုးဘူးလို့ပြောလို့ရမြန်မာငွေနဲ့တွက်ရင်တော့10သိန်း12သိန်းအဲ့လောက်ဝန်းကျင်ပါเนาะကဲဟုတ်ပြီကျွန်တော်တို့ OnePlus Turbo 6 gaming တအားကြိုက်တဲ့ brother တို့ဝယ်ဖြစ်မယ်ထင်လား comment ထဲမှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးနောက်တစ်ခါမှပြန်တွေ့တော့ peace